ပင်လယ်ပြင်ကြီးရဲ့အလယ်မှာဇိမ်ခံသင်္ဘောကြီးတစ်စင်းဟာမုန်တိုင်းတန်ကြောင့်အစိတ်အမွှားမွှားဖြစ်တော့မဲ့အခြေအနေဆိုးကိုရောက်နေခဲ့တဲ့ကောင်းကင်ကနေမိုးကြိုးတွေပြင်းပြင်းထန်ထန်ပစ်ချနေပြီးပင်လယ်လိုင်းတွေကသင်္ဘောကြီးကိုအယုတ်ကလေးလိုလှုပ်ခါနေကြတယ်။အဲ့ဒီအချိန်မှာလူတွေအားလုံးဟာကြောက်လန့်တကြားအော်ဟစ်နေကြပေမဲ့တယောက်ကတော့လုံးဝကိုတည်ငြိမ်နေခဲ့တယ်သူကတော့ပီလီချွမ်းပါပဲသင်္ဘောပေါ်မှာရေကစားနေတဲ့မိန်းကလေးတယောက်ရေထဲပြုတ်ကျသွားပြီးအသက်ရှူကျက်နေတဲ့အချိန်မှာပီလီချွမ်းဟာရေထဲကိုခုန်ဆင်းပြီးသူမကိုအသက်လူပြီးကယ်တင်ခဲ့တယ်သူတို့နှစ်ယောက်ဟာပင်လယ်လိုင်းလုံးကြီးတွေကြားမှာအသက်ရှင်ဖို့တိုက်ပွဲဝင်ရင်းကမ်းခြေကိုရောက်လာခဲ့ကြတယ်ကမ်းခြေကိုရောက်တဲ့အချိန်မှာတော့ကြံရစ်ခဲ့တဲ့မိန်းကလေးတွေနဲ့ပြန်ဆုံကြတယ်ဒါပေမဲ့ပင်လယ်ကနေအသက်လူပြီးလွတ်မြောက်လာတဲ့အဲ့ဒီအချိန်မှာတင်သူတို့ကြားထဲမှာမယုံကြည်မှုတွေစိုးရိမ်မှုတွေနဲ့ပဋိပက္ခတွေကစတင်လာပါတော့တယ်ပီလီချွမ်းကတော့ဒီကျိုးမှာရှင်သန်ဖို့ဆိုရင်အရင်ဆုံးတည်ငြိမ်ဖို့လိုတယ်အမိန့်နာခံဖို့လိုတယ်ဆိုတာကိုသိထားတယ်သူတို့စုမိထားတဲ့ရေတန့်ဘူးလေးတွေနဲ့ပစ္စည်းလေးတွေကိုစနစ်တကျစုစည်းပြီးအသက်ရှင်ဖို့လမ်းစာရှာဖို့ကြိုးစားနေတယ်သူတို့ဘဝတွေဟာတင်မောနှိမ့်မြုပ်သွားသလိုပဲအရင်ကလိုမဟုတ်တော့ပဲအခုဆိုရင်တော့ဒီတောကျွန်းမှာရှင်တန်ရက်တီဖို့အတွက်ခက်ခဲကြမ်းတမ်းတဲ့ဇလန်းတစ်တပုတ်ကိုစတင်ရတော့မှာဖြစ်ပါတော့တယ်။တင်မောကြီးရဲ့ဂုံတိတ်ခါတွေအမတ်တစိတ်တွေအားလုံးဟာပင်လယ်လိုင်းတွေရဲ့ရိုက်ခတ်မှုအောက်မှာပျောက်ဆုံးသွားခဲ့ပြီးအခုသူတို့ရှေ့မှာရှိနေတာကတော့တေချင်းတရားနဲ့ရှင်တန်ချင်းကြားကပါလွှာတဲ့မြင်းကြောင်းတစ်ခုသာဖြစ်ပါတော့တယ်။ကမ်းခြေပေါ်မှာစုမိကြတဲ့အခါမှာတော့အသက်ရှင်ကျန်ရစ်သူတွေရဲ့ကြောက်ရွံ့မှုတွေကဒေါသတွေအဖြစ်ပြောင်းလဲလာပါတယ်။ပီလီချွန်းကတော့ကမ်းခြေမှာကြာမနေသင့်ကြောင်းဒီရေတက်လာရင်အန္တရာယ်ရှိနိုင်ကြောင်းနဲ့နေပူဒဏ်ကိုရှောင်ဖို့ပိုမြင့်တဲ့နေရာအမိုးအကာရှိတဲ့နေရာကိုရှာရမယ်လို့အကြံပေးပါတယ်။အမျိုးသမီးချို့ကသူ့ကိုအမိန့်ပေးသူလို့ထင်မှတ်ပြီးဝေဖန်ကြပေမဲ့ပီလီချွန်းကတော့အကူအညီကိုအမြဲစောင့်မျှော်နေတာကတေဖို့အလွယ်ဆုံးလမ်းပဲဆိုပြီးတတိပေးပါတယ်။နောက်ဆုံးတော့သူတို့တွေဟာတောထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တောထဲမှာလမ်းလျှောက်နေရင်ဇက်ဆောင်မျိုးသမီးဟာခြေထောက်ကိုဒဏ်ရာရသွားပါတယ်။ဒီအချိန်မှာတော့ပီလီချွန်းရဲ့ကြမ်းတမ်းတဲ့အပြင်ပန်းအောက်ကဂယုစိုက်တတ်တဲ့စိတ်ထားကိုစတင်မြင်တွေ့ရပါတယ်။သူဟာအမျိုးသမီးရဲ့ခြေထောက်ကိုအနီးကပ်ကုသပေးပြီးမီးမွေးနိုင်မှုအတွက်ထင်းရှူတောထဲမှာနေရာတစ်ခုကိုဖန်တီးပေးပါတယ်။ညရောက်တဲ့အခါတောအုပ်ကြီးဟာပိုပြီးတော့အသက်ဝင်လာပါတယ်။တောထဲကတိရစ္ဆာန်တွေရဲ့မျက်လုံးတွေကသူတို့ရှိတဲ့နေရာကိုလှမ်းကြည့်နေတယ်လို့မျိုးကြောက်စရာကောင်းတဲ့အတန်တွေကြားနေရပါတယ်။ပီလီချွန်းကဒါဟာတောကြောင်တွေသာဖြစ်လိမ့်မယ်လို့စိတ်အေးအောင်ပြောပေမဲ့သူတို့တွေအမြန်ဆုံးအကာအကွယ်ကောင်းကောင်းတစ်ခုလိုအပ်နေပြီဆိုတာကိုသိလိုက်ရပါတယ်။မောင်မိုက်တဲ့တောနက်ကြီးတွေကတဲအိမ်လေးတစ်လုံးအဲ့ဒီနေရာမှာရှင်တန်ချင်းဆိုတာအချစ်ထက်ပိုအရေးကြီးနေခဲ့တယ်။အမျိုးသားဟာပင်လယ်ကမ်းဆက်စီသွားပြီးအသက်ဆက်ဖို့လိုအပ်တဲ့အသုံးဆောင်တွေကိုရှာဖွေခဲ့တယ်။သူကဒါဟာရက်ဆက်တာမဟုတ်ဘူး။ရှင်တန်ဖို့အတွက်သင်ခန်းစာတစ်ခုပဲလို့ပြောရင်းဓာတ်တလက်နဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့တယ်။သူပြန်လာတဲ့အခါမိချစ်လေးကိုအမျိုးသမီးစီပေးလိုက်တယ်။မိတောက်လေးထွက်လာတဲ့အခါမှာတော့အမျိုးသမီးရဲ့စိုးရိမ်စိတ်တွေလွင့်ပြေသွားပြီးအမျိုးသားအပေါ်ပိုအားကိုးလာမိတယ်။ဒါပေမဲ့သူတို့နှစ်ဦးလုံးသိထားတာတစ်ခုကတော့ဒီတဲအိမ်လေးနဲ့မီးပုံလေးဟာရှင်တန်ချင်းရဲ့အစသာဖြစ်ပြီးတကယ်စိန်ခေါ်မှုကြီးကတော့ရှေ့မှာစောင့်ကြိုနေစေပါပဲတောနက်ကြီးထဲမှာအမျိုးသားကအမျိုးသမီးကိုလမ်းပြပေးနေတယ်ရေဆိုတာနေရာကိုစီစဉ်ပြီးလေဆိုတာမြင့်ရာကိုတိုက်ခတ်တယ်ဒီနှစ်ခုကြားကမျှတတဲ့နေရာကပဲအကောင်းဆုံးနေစရာဖြစ်လိမ့်မယ်လို့သူကတင်ပေးတယ်ခဏအကြာမှာတော့ကြောက်ကူတစ်ခုတည်းကနေစီးကျနေတဲ့တန်ရှင်းတဲ့ရေစက်တွေကိုသူတို့တွေ့လိုက်ရတယ်ဒီတောရိုင်းထဲမှာအဖိုးတန်ဆုံးအရာကအချစ်မဟုတ်ဘူးဒီတောက်ရီတငုံပဲဆိုတဲ့အမျိုးသမီးရဲ့စကားဟာသူတို့ရဲ့လက်တွေ့ဘဝကိုပုံဖော်နေတယ်လို့ပါပဲညရောက်တဲ့အခါသူတို့နှစ်ယောက်ဟာဂူထဲမှာမီးပုံလေးနဲ့နှွေးနှွေးထွေးထွေးရှိနေကြတယ်အမျိုးသမီးကသူ့ရဲ့လက်ဆွဲကြိုးလေးကိုဂူအတွင်းမှာအလှဆင်ဖို့ချိတ်ပေးလိုက်ပြီးဘာမှမရှိတာထက်စာရင်ပိုကောင်းပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့သူတို့ရဲ့နေထိုင်မှုလေးဟာတကယ်အိမ်တအိမ်လိုခံစားချက်ကိုပေးစွမ်းလာပါတယ်အပြင်မှာတော့မုန်တိုင်းထန်တဲ့ပင်လယ်ပြင်ကြီးနဲ့မှောင်မိုက်နေတဲ့တောင်ကမ်းပါးတွေရှိနေပေမဲ့ဒီကူလေးတွေကမီးတောက်နွေးနွေးလေးနဲ့အတူအမျိုးသားရှိနေတဲ့၍တော့ဘာကိုမှစိုးရိမ်စရာမလိုတော့ဘူးဆိုတဲ့ယုံကြည်ချက်နဲ့သူတို့ဆက်လက်ရှင်တန်နေကြပါတယ်။